ခုလာနေတဲ့ event ရင်တော့ diamond 1500သုံးပြီးတော့ဘာကောင်တွေပေါက်သွားမလို့ဆိုတော့နှိုက်ပြသွားပါမယ်။ဟောဦးဆုံးတကြံကတော့ပြည့်တဲ့အတိုင်းပါပဲ။လက်ခင်းမကောင်းပါဘူး။နောက်ထပ်တကြံကတော့စကင်3-4ကောင်လောက်တော့ပေါက်လိုက်ပါတယ်မဆိုးပါဘူး။ဒီ blue skin ကိုတော့ကြိုက်ပါတယ်။ဒီရောလိုက်ရပါလုံးမှာတော့ဟုတ်ကြပါအောင်ကွာ haircut တဲ့ဆိုပါဦးဆိုပါကျေးဇူးတင်ပါတယ်လို့ပို့တဲ့ဟာလေးနဲ့တော့အမလုပ်လို့ရမှာမဟုတ်တော့ဘူးကဲ free token လေးနဲ့လှည့်ကြည့်လိုက်မယ်နော် free ရမယ့် token လေးနဲ့hero လာပြီ free token လေးနဲ့တော့ထည့်လိုက်တော့ faster skin နဲ့မဆိုအောင်ကြိုက်ပါနဲ့နောက်ထပ်ဆိုတော့ဒီမိုးတဲ့မတမ်းမရကွာငါလုံးမှာတော်ပြီ